တွေမို့ယုံကြည်စွာတိုင်ပင်ခဲ့ဘူးကြသည်ဒီလိုသာတစ်သလုံးနေဖို့ခိုင်မာစွာဆုံးဖြတ်ခဲ့ပါသည်ရင်ခွင်မှာမောင်မောင်ရောက်လာတော့စပယ်ရဲ့ငယ်တဲ့ငယ်တဲ့ချစ်ကိုဘယ်လိုတန်တရားရှိလဲအရင်လိုရင်နေချစ်ခင်ခဲ့ယုံနိုင်အောင်ဖြစ်ခဲ့ရပါပြီကွယ်ရမမောင်နဲ့ဆက်ရှုပ်တာလို့ချင်ပွေပွေလေးလေးပြောဖို့အခုတော့အားလုံးစိတ်ညစ်ရတာမောင်မောင်နဲ့မင်းကတရားခံJanara sab chap jalaiယုံနိုင်အောင်ဖြစ်ခဲ့ရပါပြီကွယ်ရမမောင်နဲ့ဆက်ရှုပ်တာလို့ချင်ပွေပွေလေးလေးပြောဖို့အခုတော့အားလုံးစိတ်ညစ်ရတာမောင်မောင်နဲ့မင်းကတရားခံJanara sab chap jalai